MRTV for Minimi Home ဖြစ်တဲ့ပိုးချပြုခင်ကတော့အခုထုံးနဲ့လက်ထပ်ပြီးကြတဲ့ကအလူတန်းတွေတောက်လျှောက်လုပ်တယ်များစွာသောကုသိုလ်တွေလုပ်တယ်။ဒါကြောင့်မို့လို့လေသူရဲ့စီးပွားရေးလုပ်ငန်းများစွာကပုံမပြီးတော့အောင်မြင်ကြတယ်။ဒါမဲ့တစ်ဖက်မှာလည်းအခုလိုမျိုးအလူတန်းတွေနော်ဒါကုသိုလ်တွေအများကြီးလုပ်ပေမဲ့ကန်ဆူမှုမောင်ချမှုတွေကများစွာဖြစ်ပေါ်နေတယ်။နော်ဒီနေ့မှာလေပိုးချပြုခင်ကအမွှာနှစ်ယောက်ကိုကိုယ်ဝင်လဲထားရတာမှာတယောက်ကသူနဲ့ကံမပါလာလို့ဖြစ်သွားခဲ့တာဖြစ်တယ်။အခုတော့တယောက်ပဲမွေးဖွားရတော့မှဖြစ်တယ်ဒီနေ့မှာလေပိုးချပြုခင်ကသူတို့ကမန္တလေးမှာနေထိုင်တာဖြစ်တယ်အဲ့လိုအချိန်မှာပဲပိုးချပြုခင်တို့အိမ်ကလည်းအကွဲသွားခဲ့တာပဲဖြစ်ပါတယ်အခုတော့အိမ်ကိုဖြစ်ရတော့မယ်လို့တော့သတင်းတွေထွက်ပေါ်လာနေတာဖြစ်တယ်ငလင်လာတော့ကလည်းကိုဝင်လွယ်ထားရတဲ့ပိုးချဖြူကင်ကအတော်လေးကိုစိတ်ထိခိုက်သွားတယ်ပေါ့ဗျာအခုတော့ပိုးချဖြူကင်ကသူ့ယောက်ျားနဲ့နော်သူ့ယောက်ျားနဲ့ပါလာတဲ့သားကြီးလေးကိုယဟန်အဖြစ်နဲ့3ရက်တာဖြတ်တန်းခွင့်ပေးခဲ့တယ်လို့ကြားသိရပါတယ်နော်နှစ်သိမှာတကယ်ကိုပဲကောင်းကြီးမင်္ဂလာတွေလာဖို့ဟလားကောင်းသောရာတွေနော်သူတို့မိသားစုစီကိုရောက်ရှိလာဖို့တော့အခုလိုမျိုးရန်ဝတ်ခိုင်းလိုက်ခြင်းပင်ဖြစ်ပါတယ်ရန်ဝတ်ပြီးတာနဲ့မချပါဘူးကိုထုံးဟာသူ့တငယ်ချင်းတွေနဲ့တွားတွေ့မယ်ဆိုပြီးတော့အိမ်ပြင်ကိုထွက်သွားလိုက်တာမှလမ်းထွက်မှာကိုထုံးကကားအက်ဆီဒန့်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အတော်လေးကိုစိုးရိမ်ရကြောင်းသိရပါတယ်ကိုထုံးဟာပိုးချပြုတ်ခင်နဲ့ယူပြီးဘလောက်မှမချပါဘူးသူတို့ကလေးမွေးတဲ့နေ့မှာပဲဦးတက်ပေါက်ဖူးပါတယ်စေုံမှာခွေးစိတ်ရခဲ့ဖူးပါတယ်အခုလေကိုထုံးကစီးရုံအရေးပေါ်တင်ခဲ့ရပြီဖြစ်ပြီးတော့အတော်လေးကိုစိုးရိမ်ရတဲ့အခြေအနေမှာရှိနေကြောင်းလည်းသိရပါတယ်ပိုးချပြုတ်ခင်ကတော့ကလေးတော်မမွေးရသေးဘူးအခုလိုမျိုးကြီးမားတဲ့ထိတ်လန့်မှုတွေနဲ့ငလင်ဘေးနဲ့အခုလိုမျိုးယောက်ျားထိခိုက်တိုင်းရတဲ့သတင်းတွေနဲ့နော်တော်တော်လေးကိုစိတ်တရထိခိုက်နေမှာတော့အသေးချပါပဲဗျာ